စမှာကောင်လေးတယောက်ကနင်ဂျာပညာကိုလေ့ကျင့်နေပြီးတစ်သားကျမ်းပြင်ပေါ်တွင်အတန်မထွက်ပဲလမ်းလျှောက်နေကိုလေ့လာနေခဲ့တာပေါ့ကံမကောင်းစွာဖြင့်သူ့ခြေအောက်ရှိတစ်သားကအတန်ထွက်ခဲ့တယ်ဒါနဲ့သူ့ဆရာလည်းချက်ချင်းထပြီးသူ့ခြေဘဝအောက်ဘက်ကိုပြင်းထန်စွာရိုက်နှက်ကအရေးပြားပွင့်ထွက်သွားစေခဲ့သည်ကောင်လေးသည်နာကျင်မှုကိုတီးခံပြီးတွေးဆနေသောခြေဖြင့်ဆက်လက်လျှောက်လန်းခဲ့တယ်ဒါပေမဲ့ထိုညမှာနာကျင်မှုကိုတီးခံရင်သူမအိပ်နိုင်ခဲ့ပါဘူးဒါကိုမြင်တဲ့အမင်းကလေးတယောက်ကသူ့ကိုလာရောက်တွေ့ဆုံခဲ့ကသူ့ကိုတက်တာစီရန်ဒဏ်ရာရထားသောခြေများပေါ်တွင်စီးလိမ်ပေးပြီးပြန်လည်ထွက်ခွာသွားခဲ့သည်နှစ်များကူးလွန်သွားခဲ့ပြီးကောင်လေးကလည်းလူငယ်တယောက်အဖြစ်ကြီးထွားလာခဲ့ပြီးတိုက်ခိုက်ရေးကျွမ်းကျင်မှုများစွာကိုကျွမ်းကျင်ခဲ့တော်လဲလေ့ကျင့်မှုကိုမရက်မနာလုပ်နေခဲ့တာပေါ့တနေ့တိုက်ပွဲအတွင်းအထက်တန်းကျောင်းသားတဦးအားတနာကျင်နာမှုပြသခဲ့တဲ့ဖြင့်အပြစ်ပေးခံခဲ့ရသည်သူနာကျင်စွာမြေပြင်ပေါ်သို့လဲကျတော်လဲမိသူများဂယုမဆိုင်ခဲ့ကြပါနောက်နေ့မနက်တွင်ဆရာကတကားဖွင့်လိုက်သောအခါရီဆိုသည်အားကောင်းစွာပြန်လည်ရက်တည်နေပြီးပြန်လည်ကျန်းမာနေခဲ့သည်ဆရာသည်သူ၏ခံနိုင်ရည်အားကိုကျေနပ်မိခဲ့ကနောက်နေ့တွင်ရီဆိုအားမျက်စိပိတ်ထားပြီးတိုက်ခိုက်ရန်တာဝန်ပေးခဲ့တယ်မျက်စိကိုမယုံကြည်ရဘဲကြားနိုင်စွမ်းကိုအသုံးပြုရမည်ဖြစ်သည်သူ၏ထူးခြားသောပါရမီကြောင့်ပြိုင်ဘက်ကိုလျင်မြန်စွာအနိုင်ယူနိုင်ခဲ့သည်ခက်ခဲကြမ်းတမ်းသောဘဝအတွင်းမင်းကလေးသည်ရီဆိုအတွက်တခုတည်းသောအနှွေးတက်ဖြစ်ခဲ့သည်